တော်တဲ့အခါတကယ်ဆိုငါအတွင်းထဲမှာဦးဆောင်သူတန်ရှင်းသောဝိညာဉ်တော်ဝိညာဉ်တော်ကိန်းဖို့ပြီးရာရာပြောင်းလဲအသေးဖြစ်ပြီးတဆွမ်းနိုင်ခြင်းအလုံးစုံဝိညာဉ်တော်အဖြစ်ကျွန်တော်နိုင်ဖြစ်စေပြီးအကန့်အသတ်မရှိတော့ဘူးနေရတိုင်းမှာ